မှာကားမောက်လို့ကိုကြီးပြီးဆောင်းပြီးတဲ့ဖိနေပြီကိုညမကိုလမ်းမှာတူလို့ခေါ်လိုက်မိတာငါလေဟုတ်ကဲ့နော်ခိုးမိုက်သိမ်းတဲ့တော့နင်းနှောက်ခွနဲ့နည်းနည်းတိလို့လားမသိပါဘူးဟာတခါမှတော့မမြင်ဘူးအဲ့လိုပြက်လောင်ပြက်ခြံထဲကိုဘာဝင်လို့လဲဟမ်ဟောကျွန်တော်တန်ရှင်းလာတော့တာပါခင်ဗျအိမ်ထဲကပစ္စည်းတွေခိုးလာတာမလားဟမ်မဟုတ်ပါဗျာတောင်းလိုက်တော့ပါဘုရားကြီးကဖုန်းလို့ခြင်းနေဆိုတော့ကိုရောက်ဝယ်ပေးခြင်းနေတာဩသာကြီးပါဘုံကျောက်ကဘာလို့လဲဟမ်မင်းကဖုန်းလို့ခြင်းနေဆိုတော့ဒီဖုန်းမရမကစူးကားပြီးတော့ငါဝယ်ခဲ့ရတာသူများအိမ်မှာမိုက်သွားကြုံပြီးတော့စူးသားခဲ့ခင်ဗျကျောက်ကမောင်တော်လေးတက်တိတ်ကချနေငါတို့မိသားစုတိတ်ကချတဲ့ကောင်ဟဲ့ဒီမှာအမိုက်သိမ့်နေတဲ့ဖိုးထောင်ဆိုတဲ့အကိုတော်ကရှက်နေကြတယ်ဟုတ်လားအေးလေညီမလေးအကောညမ်းလေးမှာအမိုက်သိမ်းနဲ့စီပင်ဝင်လဲဆိုတော့သူတို့တင်သွားလို့ရှိရင်ညီမလေးဘက်ကမသိခါကြကိုရအောင်မတွေ့မိလားညီမပြောနေပါလေဟာကိုကြီးကပညာမှမတတ်တာရင်းလို့ဒီရွယ်ရောက်ဒီအကုန်ကြီးအစားအရအနစ်နာခံပြီးကျွေးမွေးတူစောက်ရှောက်လာတဲ့ကျေးဇူးပေါ်မှာမထောက်တော့ကျွန်တော်မှာတီဗီရောရှိတယ်ဘုခါဟာအဲ့ဒီတီဗီရောရှိတယ်မင်းလည်းဆုံးလို့မစားဘူးဟုတ်လားပြောလိုက်ပါလားဒီနေ့အစားပြီးမင်းတို့ငါ့လုံးစားလည်းမစားနဲ့ငါ့ကောင်လည်းမနေကြနဲ့လို့မင်းမစားကဘာလို့ပြောမထွက်တာလဲကွာဘုံတော်ရကျွန်တော်ရဲ့ကဲဂျူပေးချောင်းလို့ပဲကျွန်တော်တမ်းပတ်ပါလေတွေးပြန်လာပြီရေးတဲ့ညီမလေးနဲ့ဗိုက်စာနေမယ်ဆိုတာဒီလိုကိုကြီးခေါက်စကြောတခါလေးဝင်လာခဲ့တောင်းတကယ်မှာဝိုင်းခွင့်ရပါတော့မှာကောင်းဆုံးပဲကိုကြီးမောပြလိုက်တာကဲစားကောင်းနေဆိုရင်စားဝမ်းအောင်စားနော်ဖေနဲ့ညံ့လို့ဖေးပါစကားပြောတာဖေနဲ့မကအတော့မကြဘူးကောင်းကွာကောင်းပါဒီလို